ကပောက်ချန်ကန်ကြီးငါအငယ်21ကနေပြီးတော့24ကြားမှာပေါ်ပြထားတဲ့ဤနောက်ရဲ့အတ္တကနေပြီးတော့နှုတ်ကပတ်တော်နိုင်ငယ်ခွာယူသွားဖို့ဖြစ်ပါမယ်ဤနောက်ကအသက်65နှစ်ကနေပြီးတော့အသက်365နှစ်စัจ जा နှစ်ပေါင်း300တိတိဤနောက်ကဖယားခင်နဲ့သူတွာလာခဲ့တယ်အငယ်24မှာတည်းလို့ပြောတယ်ဤနောက်ဒီဖယားခင်နဲ့သူတွာလာဤနောက်တစ်ဖန်သူဒီမရှိရဖယားခင်နဲ့သူနှစ်ပေါင်း300တိတိတွာလာပြီးတဲ့နောက်မှာနောက်တစ်ဖန်သူဒီမရှိရဘယ်ထဲမှာမရှိတော့တာလဲဆိုလို့ရှိရင်ဒီနေ့လောကရဲ့ပင်ပန်းခြင်းလုံအပ်ချက်တွေနဲ့ပြည်တဲ့စင်ရင်ခြင်းတွေထဲမှာခက်ခဲခြင်းစိုးရင်ပူပန်ခြင်းဒီနေ့တေးခြင်းဆိုတဲ့လူတိုင်းကြုံဆုံရတဲ့လမ်းခွဲခြင်းမျိုးနာခြင်းမှုမျိုးဆုံးရှုံးမှုမျိုးထဲမှာဘုရားသခင်ကအင်းနောက်ကိုမရှိစေတော့ဘူးဆိုတဲ့အရာကိုဖော်ပြကြပါတဘောကဒီထိုကဲ့သို့သောဆုံးရှုံးမှုတွေဒီကွဲစရာတွေနာကျင်ခြင်းတွေထဲမှာမရှိခြင်းတွေထဲမှာမရှိနေစေတော့တဲ့အကြောင်းရင်းကဖယားနဲ့အတူတွာလာခြင်းကြောင့်ဖြစ်ပါယေရမိခန်းကြီး19ထဲမှာလည်းပဲဒီဖယားခင်ကိုကိုးစားတဲ့သူလေဖယားခင်ကိုမိမိကိုးစားစရာအကြောင်းချစ်စေတော့တတိယဖယားနဲ့တွာလာတဲ့သူရဲ့တတ်တာထဲမှာတဲ့ယေရမိခန်းကြီး19ငယ်8အပူရှင်ရောက်ကြောင်းကိုတဲ့မတိရတော့ခွင့်ကိုဖယားကပေးတယ်ဟာလေလုယာဒီခေတ်စကားနဲ့ပြောမယ်ဆိုရင်တော့ကုန်စည်နှုန်းတွေမြင့်တက်နေရအောင်မှခုကာလဆိုလူတိုင်းကစီတန်းစီရတယ်လူတိုင်းစီတန်းစီပြီးမှစီတိုးပြီးမှကုန်စည်နှုန်းတွေမြင့်တက်လွန်းလို့လူတွေညီးသွားနေရတဲ့အချိန်ဖြစ်နေသည့်တိုင်အောင်ကုန်စည်နှုန်းမြင့်တက်တယ်လို့ဒီဝင်နဲ့ကောင်းကြီးမင်္ဂလာဝင်ငွေလမ်းကြောင်းကိုလည်းဘုရားခင်ကကုန်စည်နှုန်းချက်ပို့ပြီးတော့မြင့်စေတဲ့အတွက်ဝင်စေတဲ့အတွက်ကုန်စည်နှုန်းမြင့်တက်ကြောင်းကိုမသိစေတဲ့အတ္တထဲမှာဘုရားခင်ကကျွန်တော်တို့ကိုထားပေးခြင်းနဲ့ဘုရားဖြစ်တယ်။ရှောက်လန်းစေခြင်းနဲ့ဘုရားဖြစ်တယ်။ဒါပေမဲ့သူကဲ့သို့တဲ့ရှင်နေနိုင်ဖို့ရန်အတွက်ဒီနေ့ကျွန်တော်ကအေးနောက်လိုမျိုးပဲနောက်တစ်ဖန်သူဒီမရှိဆိုတဲ့နောက်တစ်ပတ်ခက်ခဲခြင်းနဲ့မှာနောက်တစ်ပတ်စင်းရဲခြင်းနဲ့နောက်တစ်ပတ်ပင်ပန်းခြင်းနဲ့မှာနောက်တစ်ပတ်ရုပ်ကန်ခြင်းနဲ့မှာမရှိပဲနေထိုင်နိုင်ဖို့ရန်အတွက်စိုးစံနိုင်ဖို့ရန်အတွက်ဒီနေ့ကျွန်တော်ကအေးနောက်ကဲ့သို့ဖယားနဲ့အတူပွာလာတော့သူဖြစ်ဖို့ရန်အတွက်လိုအပ်တယ်ဆိုရကိုပြပေးချက်ဒီကာလကခေရင်ဆိုလို့တဲ့ကာလဖြစ်ဒီအတွက်ကျွန်တော်တို့ကနေ့တိုင်းမှာဖယားနဲ့တွာလာဖို့ဖယားနဲ့မှန်ကန်ဖို့ကိုတတိနဲ့ရွေးချယ်ပြီးတော့အသက်ရှင်ဖို့ရန်အတွက်လိုအပ်တယ်ဆိုရကိုဒီနှုတ်ကပတ်တော်အားချစ်ခွာပေးဝင်ငါခြင်းနဲ့ May God bless you all